ငွေစိတ်ထိုးသွင်းပြီးမွေကိုက်ခံရသူများရဲ့ဒဏ်ရာများကိုပျောက်ကင်းစေသူသူသည်ငွေစိတ်ကိုသူ့သွေးကြောထဲထိုးသွင်းရန်ငွေမှအစိတ်ရည်ညှိယူခဲ့သည်သို့သောပမာဏအလွန်နည်းသောကြောင့်သူ့အားဘေးမဖြစ်စေခဲ့ပေဤနည်းဖြင့်နောက်လာမည့်နှစ်အတွင်းခုခံအားများတဖြည်းဖြည်းတည်ဆောက်နိုင်ခဲ့သည်ထိုကာလအတွင်းသူသည်ဤကဲ့သို့အကြိမ်900ပြုလုပ်ကာတဖြည်းဖြည်းငွေစိတ်ပမာဏကိုတိုးမြင့်ထိုးသွင်းခဲ့ပြီးနောက်ဆုံးတွင်သူ့ခန္ဓာကိုယ်ကခံနိုင်ရရှိလာခဲ့သည်ယခုအခါသူသည်ကမ္ဘာအစိတ်ပြင်းဆုံးငွေများမှအကြိမ်200ကျော်ကိုက်ခံရတော်လဲအကြိမ်တိုင်းအသက်ရှင်ကျန်ရစ်ခဲ့သည်နောက်ဆုံးတွင်သူ၏သွေးကိုအသုံးပြု၍မြည်သည့်ငွေကိုက်မှုမဆိုကုသနိုင်သောအတွင်းအစိတ်ဖြည့်ဆေးထုတ်လုပ်နိုင်ခဲ့ပြီးလူများစွာကိုကယ်တင်နိုင်ခဲ့သည့်တချို့နွားဘဝရောက်နေသူများအတွက်တော့ဖြည့်ဆေးမရှိပါအပြာရောင်ဝေလ9၏နှလုံးဟာဘလောက်ကြီးသလဲအကယ်၍တင့်အနေနဲ့ဝေလ9ပြတကောင်၏နှလုံးကိုထုတ်ယူနိုင်မယ်ဆိုရင်ယင်းနှလုံးသည်ပေါင်400ခန့်အလေးချိန်ရှိပြီးကားသေးသေးတစ်စီးစာခန့်အရွယ်အစားရှိမည်ဖြစ်သည်ဤအင်္ဂါအစိတ်ပိုင်းသည်အလွန်ကြီးမားရခြင်းမှာယင်းသည်ဝေလ9၏ကိုတစ်ခုလုံးသို့တစ်ခါညှစ်တိုင်းသွေး60ကာလန်ခန့်ကိုညှစ်ထုတ်ပေးရသောကြောင့်ဖြစ်သည်ဤလှုပ်ဆောင်ချက်အတွက်စွမ်းအင်အမြောက်များလိုအပ်သောကြောင့်တစ်လုံးခုံလုံးမှာရေအောက်တွင်1မိနစ်လျင်8ကြိမ်ခန့်